အောင်သိတိချန်နေပြီးတော့မင်္ဂလာပါလို့နှုတ်ပါတယ်ဗျနော်အဲ့တော့ဒီကနေ့2ရက်9လ2025 12နာရီ1မိနစ်အတွက်တွေ့ရှိတာတွေကိုပြန်လည်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီလွဲနဲ့ကဏ္ဍတွေအဲ့လိုဖြစ်နေပါတယ်ဗျနော်အဲ့တော့မနေ့ကလည်းလှုပ်သွားတာသူနှလုံး8နှလုံး8နှလုံး9 8 8 9အဲ့တော့သူရဲ့နက္ခတ္တိဖြစ်တဲ့1 1 6လို့ဒီမှာလာရိုက်အဲ့1 1 6လို့ရိုက်ပြီးတော့သူကဘာပြန်လုပ်လဲဆိုဒီမှာလည်းဒီလိုပဲ1 1 6အဲ့တော့ဒီ3လုံး1ကိုဒီဘက်ကနေ3လုံး1ဒီ3လုံး1ကလည်းဒီ3လုံး1အဲ့တော့ဒီ3လုံး6ကလည်းဒီ3လုံး6ဆိုပြီးမနေ့ကတစ်ထိပ်ကိုရိုက်တာဖြစ်ပါတယ်အဲ့လိုလုပ်ပြီးတော့နောက်ဒီမိနစ်ဘာလုပ်ချင်တာလဲလို့ဆိုတော့ဓမ္မရိုက်လာခဲ့တဲ့ဒီ3လုံး4ဒီ3လုံး4ဒီ3လုံးခွန်4 4ခွန်အဲ့4 4ခွန်သူကဘာလုပ်ထားလဲဆိုတော့ဒီမှာဒီ3လုံး9ဒီ3လုံး9ဒီ3လုံး2လို့ပါဝါအလန်လေးပြန်ရိုက်တယ်အဲ့တော့4 4ခွန်4ပါဝါဒီ3လုံး9 4ပါဝါဒီ3လုံး9အဲ့တော့ဒီ3လုံးခွန်ပါဝါဒီ3လုံး2ဆိုပြီး9 9 2အဲ့တော့ဒီမှာလာတယ်9 9 2ဆိုရင်ဒီမှာ9ထိပ်လို့ပေးလို့ရပါနော်နောက်တစ်ချက်ကဒီမှာ1 2 3ဆိုတဲ့စီနီယာကောလေး1ပါဝါဒီ3လုံး6လို့ရ2ပါဝါခွန်လို့ဆင်းလာဒါဆို3ပါဝါ3လုံး8မယ်ဆိုရင်လည်း9ထိပ်ဒါ9ထိပ်နော်အဲ့တော့9ထိပ်လို့ရိုက်ပြီးတာလေသူကဘယ်လိုတွေနောက်ထပ်တစ်ခါလောက်လာလဲဆိုတော့ဒီမှာခုနပြောခဲ့တယ်ဒီ3လုံး1ဒီ3လုံး1ဒီ3လုံး1ကလည်းဒီ3လုံး1ဒီ3လုံး6ဒီ3လုံး6 1 1 6အဲ့တော့ဒီမှာလည်း1 1 6လို့ဒီမှာလာလို့အဲ့တော့ဒီ3လုံး1ကိုဒီမှာလောက်ထားတယ်ဒီ3လုံး6လို့ရိုက်တယ်ဒီ3လုံး1ဒီ3လုံး1မလို့1ပါဝါဒီ3လုံး6အဲ့တော့ဒီမှာလဲဒီ3လုံး1ဒီ3လုံး1ကိုဒီ3လုံး1လို့ရိုက်ပြီးတယ်1ပါဝါ6လို့ဒီမှာရိုက်ဒါဆိုရင်ဒီမှာလဲပဲဒီ3လုံး6အဲ့ဒီ3လုံး6ကိုသူဒီ3လုံးကလည်း6လို့ရိုက်တဲ့အတွက်6ပါဝါ1ဆိုရင်9နောက်ပိတ်9နောက်ပိတ်အဲ့တော့ဒီမှာလဲဒီ3လုံး6ဒီ3လုံး6ဒီ3လုံး1 6 6 1ဒီ3လုံး6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 ဒါဆိုဒီ3လုံး1ဒီ3လုံး1ဒီ3လုံး1 6 6 1 9နောက်ပိတ်နော်အဲ့တော့1 1 6 1 1 6ဒီဘက်ကလည်း1 1 6အဲ့1 1 6ပဲပါဝါလန်နေ6 6 1ဒါဆိုဒီမှာလဲ6 6 1ဆိုရင်9နောက်ပဲ9 9ဆိုတဲ့ခဏအဲ့တော့9 9ဆိုတဲ့ခဏဖြစ်နိုင်မဖြစ်နိုင်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒီမှာအပေါ်မှာတကန့်ရှိပါတယ်ဟိုအပေါ်မှာနော်အဲ့တော့ဒီ3လုံး5ဒီ3လုံး5ဒီ3လုံး3ည5 5 3ည5 5 3ညတဲ့အဲ့ဒီ5 5 3ည5 5 3ညကိုဘာလုပ်ထားလဲဆိုတော့ဒီမှာ3ည3ည5လို့ပါဝါလန်နေပို့တာဒါဆိုဒီ3လုံး3ညကိုဒီ3လုံး3ညဒီ3လုံး3ညလည်းဒီ3လုံး3ည
ဒါဆိုဒီသုံးလုံး9ဒီသုံးလုံး9မယ်ဆိုရင်တစ်ရှိတဲ့အတွက်တော့4ပရိတ်ပြန်ကြိုက်ပါတယ်နော်4ပရိတ်ပြန်ကြိုက်တယ်အဲ့တော့အကောင်းဆုံးတစ်ခွက်ကောင်းကတော့59ပါဒီမနေ့နော်59ပါအဲ့တော့4ပရိတ်ကလည်းအားကောင်းပါတယ်ဗျနော်အဲ့တော့ဒီသုံးလုံး1ဒီသုံးလုံး1ဒီသုံးလုံး6ဒီသုံးလုံး1ဒီသုံးလုံး1ဒီသုံးလုံး6ဒီမှာလဲဒီသုံးလုံး1ဒီသုံးလုံး1ဒီသုံးလုံး6ဆိုရင်မနေ့ကတစ်ထိပ်ပေးခဲ့တယ်အဲ့တော့သူကလည်းပဲဒီမှာဒီသုံးလုံး6ဒီသုံးလုံး6ဒီသုံးလုံး1လို့ရိုက်တယ်သူကဘာဝလန်နေရလဲ1 1 6လို့လိုက်ဒီမှာလဲ1 1 1 1 6 6လို့1 1 6အဲ့1 1 6ပဲဘာဝလန်နေ6 6 1ဆိုရင်9နောက်ပိတ်နော်9နောက်ပိတ်ပါအဲ့9နောက်ပိတ်ကို9ထိတ်နေ59ဆိုရယ်ခဏတကွက်ကောင်းပါဗျာဒီမနေ့နော်အဲ့တော့အကောင်းဆုံးမှားကျင်တာကတော့ဒီမနေ့မှာပရိတ်4ကိုလောအောင်ထိုးပါလို့59ကတော့ main ပါနော်ပရိတ်ကိုလောအောင်ထိုးပါရှင်းနောက်ပိတ်ရှိတယ်ရှစ်ထိတ်တွေရှိတယ်အဲ့ဒါတွေတတိထားမှာဖြစ်ပါတယ်ဗျနော်အဲ့တော့9ပရိတ်ကိုလောအောင်4ပရိတ်ကိုလောအောင်ထိုးစီခြင်းနဲ့အပေါ်မှာသူကနှစ်ထပ်သွားထားတာပါနော်အဲ့တော့3လုံး5 3လုံး5ဒီမှာလာပြီးတော့အပေါ်မှာ9 5 3ညက်ဒီမှာလာပြီးတော့9 5 3ညက်အဲ့ဒါကို3ညက်3ညက်5လို့ရိုက်တဲ့အတွက်ဒီမှာလဲ3ညက်3ညက်5မယ်ဆိုရင်ဒါ4ပရိတ်ဒီမနေ့4ပရိတ်ကိုလက်မလွတ်ပါနဲ့လို့အားလုံးညီကောင်မောင်နှမတွေမှားခြင်းပါတယ်4ပရိတ်ကိုဒီမနေ့တည်းကစပြီးတော့လုံအောင်ထိုးပါအဲ့ဒီနေရာမှာအခုတကွက်ကောင်းဖြစ်တဲ့59ဆိုတဲ့ကဏ္ဍသည် main ဖြစ်ပါတယ်နော်အားလုံးမျှဝေပေးတာပါဗျနော်အဲ့တော့မဝင်လာတဲ့အားလုံးညီကောင်မောင်နှမတွေကလည်းပဲဒါကိုသတိထားဖို့လိုအပ်ပါတယ်တပတ်စားတယ်မှာလည်းပြီးပြီးသားဖြစ်ပါတယ်နော်4ပရိတ်ကိုမလွတ်ပါနဲ့တော့ဒါလေးပြောခြင်းမှားခြင်းတယ်နော်အဲ့တော့လမ်းကြောင်းတော့အဲ့ဒီလိုတွေးပါတယ်ဗျနော်ဒါပေမဲ့အခြားလမ်းကြောင်းတွေမှာတော့တော်တော်များများရှိပါတယ်လမ်းကြောင်းတွေကတော့အားကြီးပါအဲ့တော့ဒီမှာလည်းပဲ1 2 3 6 9 8လို့ရရင်ဒါ9ထိပ်ပဲနော်စောစောပြောခဲ့တဲ့ဒီ3လုံး9ဒီ3လုံး9ဒီ3လုံး2 9 9 2အဲ့တော့လည်းဒီမှာ9 9 2ဆိုရင်လည်းဒါ9ထိပ်ပဲ9 9 2ကဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီ4 4ခွန်ကြောင့်ဖြစ်တာ4 4ခွန်အဲ့တော့ဒီမှာ9 9 2အဲ့တော့9 9 2 9ထိပ်1သူ့ဘာဝလန်6 2သူ့ဘာဝလန်ခွန်3သူ့ဘာဝလန်8 9ထိပ်9နောက်နော်9ထိပ်9နောက်တကွက်ကောင်းဖြစ်ပါတယ်အဲ့တော့4ပရိတ်ကိုလက်မလွတ်ပါနဲ့ဗျနော်4ပရိတ်ကိုလုံထိုးစေချင်ပါတယ်ဒီမနေ့နော်အားလုံးသောညီကောင်မောင်နှမတွေခြံနဲ့အသက်ဖြစ်တာမို့အသက်ဖြစ်နေတာမို့လို့အားလုံးစိတ်ရင်ပေးသွင်းတာမြန်ပါမှလိုက်လွင့်ပြီးတော့အေးစီပြလို့ရမှာပါဗျနော်အခုကတော့အချိန်တိုနဲ့ဒီလောက်ပဲပြလို့ရပါတယ်နော်အဲ့တော့အားလုံးညီကောင်မောင်နှမတွေကလည်းဒီပြီးသားမိတ်ဆွေဟောင်းတွေအများကြီးရှိပါတယ်နော်ဒါလည်းဦးချန်တဲ့အကောက်ပါအဲ့ဒါအပြက်ချခံရတဲ့အတွက်ကိုအခုဒါအောင်သိတိလို့နာမပြောင်းထားတာဖြစ်ပါတယ်ဗျနော်နောက်လာပြီးတော့ပြက်ရင်ပြက်နေဦးမှာပြောလို့မရဘူးနော်အဲ့တော့ကိုကတော့စေတနာအရနဲ့ပေးတာပါနော်စေတနာအရနဲ့ပေးတာဖြစ်ပါအဲ့တော့အားလုံးညီကောင်မောင်နှမတွေရလည်းပဲဒါကိုသိချင်တဲ့လည်းပြီးတော့ subscribe တွေများများနှိပ်ဖို့လိုအပ်ပါတယ်အဲ့တော့မြန်မာစံအယောက်50ပြည့်မှာ like ကိုအေးစေးကြည့်လို့ရမှာပါเนาะချိန်နဲ့တပြေးညီတင်ပေးလို့ရမှာပါဗျအခုတော့အချိန်ရမမှန်ပါဘူးဘာဖြစ်လို့ဆိုတော့ကိုယ်က7နာရီစာပေနဲ့8ခွဲလောက်မှတင်လို့ရပါတယ်ဗီဒီယိုအခွေရိုက်ပြီးပြန်တင်ရတာဖြစ်တဲ့အတွက်
အားလုံးညီကိုမောင်တို့ကနားလည်မှုပေးဖို့လိုအပ်ပါတယ်ဗျနော်အဲ့တော့အချိန်ပြေတော့ကြည့်လို့မရနိုင်ပါဘူးပြလို့လည်းမရပါဘူးချိန်ပြေကြည့်လို့ရအောင်ပြလို့ရအောင်လက်မလေးတွေနှိပ်ပြီးတော့စရင်ပေးသွင်းပါမှမြန်မြန်ကြည့်လို့ရမှာဖြစ်ပါတယ်ဗျနော်အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့လူရဲ့ဆန္ဒတွေပြည့်စုံကြပါစေ